ခုဒါစဘာကျဲနေတယ်မိုးရမနေဘူးတက်ချတာအဲ့တော့ကျွန်တော်တို့ဒီဘက် ARV တိုင်းဘက်ဒီမှာစဘာပြည်ဘယ်လိုကျဲလဲဆိုတော့သူများဘက်တွေလိုမျိုးမဟုတ်ထူးဆန်းတယ်ဒီဘက်ချမ်းကြီးတရွာတပုတ်ဆန်းဆိုသလိုပေါ့မနက်ကတော့လိုက်လျှောက်ပြီးတော့အိမ်ကနေပြီးတော့ထမ်းချလာခဲ့တာတခါတည်းဟိုမှာအိမ်ကကျွန်တော်အိမ်ကဒီမှာနီးနီးလေးအိမ်ကနေထမ်းချလာခဲ့ပြီးတော့အခုချက်ချင်းကျဲထုတ်လိုက်တာကျဲပြီးတဲ့ဆိုရင်ကျွန်တော်ဆက်နေအဲ့လိုပြန်ခုတ်တာပြန်မောင်းပြစ်တာဒါအခုမနက်ကတော့နေသားသမား၄ယောက်နဲ့တခါတည်းကျဲပြစ်တယ်နေသားသမားငားပြီးတော့၄ယောက်ကျဲပြစ်တယ်အဲ့တော့ဒီမှာဘယ်လိုကျဲလဲဆိုတော့ဒီလိုမြတ်တော်တဲ့တွေကိုကျဲတာဒါကကျွန်တော်တို့ကစဘာမကျဲခင်ကိုပေါင်းသက်စေးနဲ့ဒီလိုအကုန်လုံးဖြန့်ပြစ်တာဟိုမှာတည်းဝါဝါထင်းထင်းဖြစ်တယ်အဲ့ဒါစဘာကျဲပြီးသွားကြီးကျဲပြီးပြီဆိုရင်အဲ့လိုဆက်နေပြန်အုပ်တာဒီမှာကြည့်ဒီမှာစပစီတွေနော်စပစီတွေအဲ့ဒါအဲ့လိုမျိုးကျဲပြီးပြီဆိုရင်စက်တွေနဲ့ကျွန်တော်ဒီလိုမျိုးပြန်အုပ်ပြစ်တာအကုန်အဲ့တော့နှစ်ကတော့တေကဟိုမျိုး3လင်းခွဲ4လင်းလောက်ကျဲတာ4လင်းခွဲကျဲတော့အဖေကိုပြောပြတယ်အဖေရဲ့ပေါ့အဖေလေတွေမျိုးကျဲတာမထူးလားဆိုတော့သားလေးရဲ့မင်းကျဲတယ်အဲ့လောက်ကျဲမှာတယ်စိတ်ချမှာအဲ့တော့ဒီလိုမျိုးကျဲပြီးတော့စက်ကြီးနဲ့ဒီလိုပြန်အုပ်ပြီဆိုတော့ဒီစပားစီဟာမြုပ်တဲ့ဟာတွေမြုပ်ပေါ်တဲ့တွေပေါ်ဒီလိုမျိုးလာနေရောကိုယ့်ရဲ့ဖေဆိုတော့လေကိုရီမမွေးခင်တွေကဒီလေလုပ်ငန်းကိုသူကလှုပ်လာတဲ့လူကြီးမျိုးဖလာလေလုပ်ငန်းကိုလှုပ်လာတော့ကိုရီနဲ့အတူကြုံပို့ရင်တော့လေဖေးတဲ့သားတလားကြီးလို့မရဘူးသူကဒီလိုလှုပ်ဆိုရင်ဒီလိုပဲလှုပ်လိုက်ရတာအကိုကတော့မကြိုက်ဘူးဒီလိုလှုပ်တာတော့အမှန်ပြောမယ်ဆိုရင်တော့အဲဆိုတော့စဘာကျဲပြီးရဆိုရင်ဒီလိုဘိန်းနဲ့ဒလိန်ခုတ်ပြီးတော့ကျဲတယ်ဆိုတော့မြေကြီးတွေနဲ့လုံးထွေးပြီးတော့စပစီတွေပြောက်ကုန်မယ်လို့ထင်တာပဲဒီမှာချမ်းမှာဒီလိုမျိုးလောက်တာလဲကိုတဦးတည်းလားဆိုတော့လည်းမဟုတ်ဘူးတကွင်းလုံးလောက်ကြတာဟိုအကုန်လုံးဒီလိုမျိုးတွေပဲလောက်ကြတာဆိုတော့သူများလုံနီးလိုက်လောက်ကြတာကိုတဦးတည်းထိုးပြီးတော့ပဲလုံမြိုင်နေအဆင်မပြေအကုန်လုံးအဲ့လိုမျိုးစဘာကင်းကိုဟိုမှာအဲ့လိုမျိုးကျွန်တော်ပြတယ်လို့ပေါ့ဟုတ်တယ်ဒါတွေကဟိုကဝါဝါလေးတွေကဒါအဲ့ကျွန်တော်စဘာကျဲပြီးသွားပြီအဲ့ဒါစဘာကျဲပြီးပြီဆိုရင်အဲ့လိုမျိုးဆက်နေအဲ့လိုမျိုးမောင်းပြစ်တာအဲ့ဒါအလုံးမလျှောက်ဘူးမျိုးမရေမစိန်ရဘူးတမန်းဟိုရေတင်းစရာဆက်ကိုရေတင်းစရာမလိုဘူးနော်ဘယ်လောက်ထိအောင်မှအဆင်ပြေလဲဆိုတာဒီဘက်ချမ်းလူတွေစဘာကျဲတယ်အဲ့ဒီကောင်တွေအကုန်လုံးရေလဲတင်းစရာမလိုဘူးတမန်းလဲဘွက်ပလုံးလေအောင်ထုံစရာမလိုဘူးမျိုးလဲစိန်စရာမလိုဘူးသူကတော့တနေ့ဆိုရင်ပြီးရယ်အမနက်ကတော့ဒီဘက်ချမ်း